နေမှာတချို့တော့ဒေတာတွေမီးမရတဲ့ဒေတာတွေကျွန်တော် digital ကိုတိတ်ပြီးတော့တွင်းနေကြမသုံးတတ်ဘူးအသုံးမလိုဘူးဆိုတော့မိတ်ဆွေများအတွက်ပုံစုံဆိုင်ပဲဖြစ်ဖြစ်ပြန်ကြဈေးပဲဖြစ်ဖြစ်ကျွန်တော်အဲ့လုပ်ငန်းတွေမှာအသုံးများတယ်ဒီလိုချင်းအားလုံးပဲမင်္ဂလာပါဥစိန်မြေ digital ကတားဆိုင်ကနေကြိုဆိုပါရစေ 5kg 3ပိတ်တာဒီချိန်လို့ရတယ်ချိန်ဝင်လေးတွေရောက်ထားပါတယ်ဒီချိန်ဝင်လေးရဆိုရင်ကြည့်ရတာရိုးရှင်းပါတယ်ကျွန်တော်တို့ဒီမှာအပေါ်ပိုင်းကကျွန်တော် kg ပြပေးတယ်အောက်ဒီဒိုင်ခွက်လေးအနီလေးမှာကြတော့ကျွန်တော်ပိတ်တာစက်သားဒီပြပေးပါတယ်ကျွန်တော်တို့ဒိုင်ခွက်စနစ်မှာဆိုရင်ကျွန်တော်မိတ်ဆွေတို့ကြည့်တဲ့အချိန်မှာကြားလို့ရှိရင်ဒီမြား0အတဲတဲကနေပြီးတော့ဒီလိုအနီတစ်ခွက်ကိုကျွန်တော်တို့9ချက်သားရှိပါတယ်အဲ့မှာကျွန်တော်တို့ရီလိုက်မယ်ဆိုရင်3ညနေပြီးတော့9 30 15 20 25ချက်သားမှာတစ်ခါရက်တယ်25ချက်သားပြီးသွားလို့ရှိရင်ကျွန်တော်50သားမှာတစ်ခါရှိမယ်ပြီး85ချက်သားပြောရင်ကျွန်တော်အခုအလေးချိန်ပြထားတဲ့အလေးတုံးလေးอ่ะဆိုရင်ကျွန်တော်တို့တပိတ်တာအလေးတုံးလေးပါကျွန်တော်ဒါလေးက50သားအလေးတုံးလေးပါကျွန်တော်တို့ဒီမှာ50ဆိုတဲ့နေရာလေးမှာညားလေးပြပေးပါတယ်ဒါလေးอ่ะဆိုရင်ဒါ 5kg 3ပိတ်တာထိရပါတယ်ဒီအလေးတုံးနဲ့ဒီအချိန်ကိုချိန်နိုင်တာကိုပြောတာပါဒီဆက်လေးတွေမှာယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်ဖုန်းနံပါတ်ပေးထားတဲ့ဖုန်းဆက်သွယ်လို့ရပါတယ်အားလုံးအထူးပဲကျေးဇူးတင်ကြပါတယ်